အားလုံးပဲမင်္ဂလာပါဗျာဒါကတော့တနင်္ဂနွေနေ့နေ့လည်စာလေးပါဒါတော့ပဇွန်ပါပဇွန်ကုန်းမောင်ကြီးကြော်တယ်လို့ကြော်ထားတာပဇွန်ဒါစွန်တန်ဟင်းပါခင်ဗျာစွန်တန်ဟင်းဒီကတော့ကင်မွန်ဂျင်နဲ့ကျွန်တော်တို့ကစွန်ရွက်နဲ့ချင်းဆက်လေးချက်ထားတာပေါ့ဗျာကင်မွန်ဂျင်နဲ့စွန်ရွက်နဲ့ချင်းဆက်လေးအညာစတိုင်ပေါ့ဗျာထမင်းစားလို့မိတ်တယ်ဗျာချင်းပြုံးလေးနဲ့ချင်းဆက်လေးချက်တာပေါ့ဆက်ချင်းချက်ပေါ့ဗျာအဒီအားတော့ကျွန်တော်တို့စီးပဲဥဒီမှာစီးပဲဥစွန်ဟိုပါအော်စွန်လေးနဲ့တောက်ထားတယ်ဗျာရှယ်ပေါ့နော်စီးပဲဥဒီမှာအော်စွန်လေးနဲ့တောက်ထားတယ်ဗျာရှယ်ပါပဲခင်ဗျာရှယ်ပေါ့ဒါတနင်္ဂနွေနေ့နေ့လည်စာလေးပါကဲအားလုံးပဲထမင်းစားကြပါအောင်နော်ဒါပဇွန်ကုန်းမောင်ကြီးကြော်ထားတဲ့ပုံစံမျိုးပေါ့ဗျာပဇွန်ကုန်းမောင်ကြီးကြော်ဒါတော့စွန်တန်ဟင်းကြီးဒါတော့ကျွန်တော်တို့အညာစတိုင်ကင်မွန်ရဲ့ကစွန်ရဲ့ချင်းစက်ချက်ကလေးပါခင်ဗျာရှေ့ပေါ့ဗျာထမင်းစားလို့အရင်မိတ်ဒီကတော့စီးပဲဦးနဲ့အော်ဆိုးနဲ့တုတ်ထားတယ်ဗျာကဲအားလုံးပဲထမင်းစားကြပါအောင်နော်ဒီတနင်္ဂနွေနေ့ပါကြစူပါဆန်ဒေးကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းမိသားစုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးပဲဘိုင်ပါ